အားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲဒီနေ့တော့ကျွန်မစကားလေးနည်းနည်းပြောချင်လို့ပေါ့နော်ဒါအကြောင်းမဝတ်ထားတာမဟုတ်ဘူးအကြောင်းရှိလို့ဝတ်ထားတာပြည့်စုံစားတော်ရုံဆိုလို့ရှိရင်ဒီလိုရွှေတွေရောကြောက်တွေရောတိတ်ပြီးတော့အခုနှစ်အတွင်းမှာပေါ့နော်ဒီ2025တော့လည်းစာတိတ်ပြီးတော့ဟိုပွဲတွေပါရှိရင်တော့စာဝတ်တယ်ပေါ့နော်ဒီလိုအိမ်နေဆိုစာတိတ်ပြီးတော့ဝတ်လေဝတ်ထားမရှိဘူးနော်ဝတ်လေဝတ်ထားမရှိဘူးဒီနေ့ကအကြောင်းရှိလို့ဝတ်တာအကြောင်းရှိလို့ဝတ်တာဆိုတာကကျွန်မစိုင်းနာမည်တော့ထည့်မပြောတော့ဘူးเนาะစိုင်းနာမည်ထည့်မပြောဘူးဒါပေမဲ့ရွှေနဲ့ပတ်သက်ပြီးပြောပြခြင်းလို့เนาะရွှေနဲ့ပတ်သက်ပြီးကျွန်မပြောပြခြင်းလို့ကျွန်မဒီနေ့စိုက်တစ်ဆိုင်မှာကျွန်မဘရက်လေးတကုံကျွန်မမေးလိုက်တယ်ပေါ့နော်ဘရက်လေးကျွန်မအရန်ကြိုက်တော့ကြတော့အဲ့ဘရက်ကိုကျွန်မမေးလိုက်တယ်ဘရက်ရဲ့အချိန်ကိုလည်းကျွန်မမေးတယ်ပြီးတော့အရော့တွက်ကိုကျွန်မမေးတယ်ဘရက်အချိန်မေးတယ်အရော့တွက်မေးတယ်ပေါ့နော်အဲ့တော့ကျွန်မအရော့တွက်ကိုနည်းနည်းရှော့ခိုင်းတယ်ကျွန်မအရော့တွက်လေးနည်းနည်းရှော့ပေးပါလားပေါ့နော်အဲ့ဒီရွှေဆိုင်ကိုကျွန်မအဲ့လိုပြောတယ်အဲ့မှာလေကိုလည်းအဲ့လိုမျိုးပေါ့ပွဲရှိတဲ့ခါကျတော့ဝတ်မယ်ပေါ့ကွယ်ရွှေစည်းရလည်းအခုအရန်ကောင်းနေတာပေါ့နော်ရွှေစည်းရလည်းအရန်ကောင်းနေတော့အရော့တွက်ကိုကျွန်မရှော့ခိုင်းတဲ့အချိန်မှာဘလို့လဲဆိုတော့ကျွန်မဟိုပေါ့နော်အရော့တွက်အများကြီးကြတဲ့ဟာတွေကိုကျွန်မမဝတ်ဘူးလို့သူ့စိတ်ထဲမှာထင်းနေရထင်တယ်အရော့တွက်အများကြီးကြတဲ့ဟာတွေကျွန်မဝတ်ဖူးပါတယ်ဒါတွေဆိုလဲအရော့တွက်အများကြတယ်အများကြီးကြတယ်နော်ဒါပေမဲ့ရွှေအချိန်ရဲကြမဲ့အရော့တွက်ရဲကိုကျွန်မချင်းပြီးတော့မှကျွန်မသူများဆိုလည်းမတော်မတရားကျွန်မဘယ်တော့မှဈေးမစစ်ဘူးဈေးကိုဘယ်တော့မှမတော်မတရားမစစ်ဘူးပေါ့နော်ဟိုစီးပွားရေးလောက်တာနားလေတယ်ပေါ့နော်အဲ့ဒီချိန်မှာသူခေါ်မလဲဆိုတော့စိတ်ထဲမှာသူတို့စိတ်ထဲမှာကျွန်မအရော့တွက်အများကြီးကြတဲ့ဟာတွေမဝတ်ဘူးလို့စိတ်ထဲမှာထင်းနေရတယ်ထင်တယ်ဒါလေးဆိုတာကအရော့တွက်ကြတော့ကြတယ်ကျွန်မစီမှာအရော့တွက်ဒီတက်ပို့ပြီးအများကြီးကြတဲ့ဆွဲကြိုးတွေအများကြီးရှိတယ်နော်ရင်းပြီးသွားပြီတော့အမတခါမှအဲ့လိုတွေမဝတ်တော့ဟုတ်တယ်တခါမှအဲ့လိုမဝတ်ဘူးအမကလေအမစီမှာရွှေ9ချက်သားဟုတ်တယ်ရွှေ9ချက်သားမဟုတ်ဘူး10ချက်နီးပါရွှေ10ချက်နီးပါရှိတဲ့ဆွဲကြိုးတကုံးကိုအရော့တွက်ဘယ်လောက်ပေးရလဲဆိုတော့အရော့တွက်9ပဲလောက်ပေးရတယ်အရော့တွက်9ပဲအရော့တွက်9ပဲလောက်ပေးရတယ်နော်အရော့တွက်9ပဲပေးရတယ်နောက်တစ်ခါကျလို့ရှိရင်ရွှေ10ချက်သားရှိတဲ့ဆွဲကြိုးတကုံးကိုအရော့တွက်6ပဲလောက်ပေးရတဲ့ဥစ္စာလည်းရှိတယ်6ပဲနော်6ပဲလောက်ပေးရတဲ့ဆွဲကြိုးတကုံးလည်းရှိအရော့တွက်တွေအများကြီးပေးရတဲ့ရွှေတွေကိုလည်းဝတ်ဖူးပါတယ်နော်ရွှေတွေကိုလည်းဝတ်ဖူးပါတယ်နော်ကျမဒီရက်ပိုင်းမှာမဝတ်ဖူးဆိုတာကဟိုဒီအခုဒီပေါ့နော်အခုကျမရွှေတွေကိုအခုနောက်ပိုင်းမှာကျမတိတ်မဝတ်ဖြစ်ဘူးရွှေတွေမဟုတ်ဘူးကျမစိတ်တွေကြောက်တွေလည်းကျမတိတ်မဝတ်ဘူးဘာလို့တခါတရံမှာဒါကျမပို့ဝင်နေလေပြောရလို့ရှိရင်ကျမပေါ့ပါလေးပေါ့နော်ငကက်ကလေးနဲ့ပဲသွားတာနော်အဲ့တော့ကျတော့အခုဒီရာကကျတော့ကျမကဥပမာရှင်ရွှေဆွဲကြိုးဘရက်တကုံးကိုဘရက်တကုံးကို9ချက်သားကြော်ရှိတယ်9ချက်သားကြော်ရှိရအောင်အရော့တွက်က6ပဲလောက်ဖြစ်နေတာဆိုတော့နည်းနည်းလေးများသွားတယ်ပေါ့နော်ကျမစိတ်ထဲမှာထင်တာ6ပဲလဲဆိုတော့နည်းနည်းလေးများတယ်ပေါ့ရွှေ9ချက်သားကိုအရော့တွက်6ပဲဆိုတော့နည်းနည်းလေးများနေတာပေါ့နော်အဲ့ဒါနဲ့ကျမကနေပြီးတော့အရော့တက်လေးနည်းနည်းရှော့ခိုင်းတာပါနော်ကျမစိုင်းနာမည်တော့ကျမမပြောတော့ပါဘူးသူတို့စိတ်ထဲမှာလဲကျမကိုကျမကကြတော့ဘာဖြစ်လို့လဲဆိုတော့ဟိုရွှေဆိုင်တစ်ဆိုင်ကိုကြိုက်မိပြီဆိုလို့ရှိရင်အဲ့တစ်ဆိုင်ကိုကျမဖိဝဲတာများတယ်ဟိုတစ်ဆိုင်ဆိုလို့ရှိရင်တစ်ဆိုင်ကိုကျမအဲ့လိုမျိုးပေါ့နော်တစ်ဆိုင်ဆိုလဲတစ်ဆိုင်အစွဲရှိရကျမမှာအစွဲရှိရဒီဆိုင်ကိုဝယ်တယ်ဆိုကျမဒီဆိုင်မှာပဲအဝယ်များတယ်ပေါ့နော်ဟိုအခုဟာလဲကို line ပေါ်မှာတွေ့တာ
line ပေါ်မှာတွေ့တဲ့ခါကျတော့ကျမစိုက်နာမည်တော့မပြောချင်ဘူးရှင် line ပေါ်မှာတွေ့တော့ကျမအဲ့ဘေးရက်ကိုတော်တော်ကြိုက်တယ်အဲ့ဘေးရက်ကလေးကြိုက်လို့ဆိုပြီးကျမကအရွက်တွက်လေးမေးတာပေါ့နော်အရွက်တွက်လေးမေးတော့ခါကျတော့သူတို့စိတ်ထဲမှာအရွက်တွက်အများကြီးကြတဲ့ဟာတွေမဝစ်ဘူးလို့ထင်နေတယ်နော်အဲ့ဒါကျမပြောချင်တာကအရွက်တွက်အများကြီးကြတဲ့ဟာတွေကျမဝစ်ဖူးပါတယ်နော်အရွက်တွက်အများကြီးကြတဲ့ဟာတွေကျမဝစ်ဖူးပါတယ်မိန်းမဆိုတော့လှကျင်တယ်လीလှကျင်တဲ့ခါကျတော့စိန်တွေရွှေတွေကြောက်တွေကျမကြောက်တီးဆိုလို့ရှိတယ်အဲ့လိုမျိုးဝစ်တယ်ပေါ့ရှင်เนาะရှုံးပန်းတော့တိတာပေါ့နော်ရှုံးတယ်ဆိုတော့နားလေတယ်ရှုံးမယ်ဆိုတာလည်းနားလေတယ်ဒါပေမဲ့ဝစ်တယ်ဒါပေမဲ့ကိုကမိန်းမဆိုလှကျင်တယ်များသောအားဖြင့်တော့ရွှေတော့စုမိတာရွှေတော့စုပါတယ်ရွှေရတော့တော်တော်စုပါတယ်နော်ရွှေရတော့တော်တော်စုပါတယ်စိုက်မှာလားဝဲတဲ့ရှော့မှာပေါ့ချက်စားတဲ့ဝင်းမဦး WNS ကကျေးဇူးတင်ပါတယ်အခုကကိုကလေအဲ့ဆွဲကြိုးလေးအဲ့ဒီဘရက်ကလေးကိုကြိုက်တာပေါ့ကြိုက်တော့ကြအရော့တက်ကလေးကနည်းနည်းများနေရပေါ့ရှင်အရော့တက်ကလေးနည်းနည်းများနေရောကျမကနည်းနည်းလေးရှော့ခိုင်းတာပါနော်ရှော့ခိုင်းတော့သူတို့စိတ်ထဲမှာဒီလိုပုံဆန်းဆန်းဆိုလို့ရှိရင်အရော့တက်ကဒီလိုပဲများတတ်တယ်များတယ်အရော့တက်များတယ်ဒီလိုပုံဆန်းဆိုရင်အရော့တက်များတယ်ဒီလိုပုံဆန်းဖြစ်ဖို့မလွယ်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်စကားကြီးအများကြီးပြောတဲ့ခါကျတော့ကျမပြောချင်တာကလေဟိုပုံဆန်းဆန်းလေးတွေဝတ်ဖူးပါတယ်လို့နော်ကျမပုံဆန်းဆန်းလေးတွေအများကြီးဝတ်ဖူးပါတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခဏကားတဲ့မီးပွင့်လိုက်တာလားမသိမီးမပွင့်ပါဘူးရှင်ကျမတီးရပါပဲငကိုတွေကတီလိုက်တင်နဲ့တီးရပါပဲခုနကကျမဟိုမျက်နှာကြီးအရန်ကြီးနေလို့ကျမနည်းနည်းလေးမျက်နှာကိုရှော့လိုက်တာပါနော်အဲ့တော့အရော့တွက်တွေအများကြီးကြတဲ့ဟာတွေမဝတ်ဖူးလို့ထင်းနေမှာဆိုလို့အရော့တွက်အများကြီးကြတဲ့ဟာတွေဝတ်ဖူးတယ်အရော့တွက်6ဘဲနော်အရော့တွက်6ဘဲ7ဘဲအဲ့လောက်ကြီးထိကြတဲ့ဟာတွေကိုဝတ်ဖူးတယ်ဘာဖြစ်လို့ဝတ်တာလဲဆိုအယူထပြီးဝတ်တာရှုံးမယ်ဆိုတာလည်းသိတယ်အယူထပြီးဝတ်တယ်ဒါပေမဲ့တော်သေးတယ်ရွှေဈေးတွေနည်းနည်းတက်လာတဲ့ခါကျတော့အရော့တွက်လေးနည်းနည်းကာမိသွားတာပေါ့ရှင်အဲ့ဒီအချိန်အဲ့ဒီခေတ်ကာလနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျမဒီအရော့အတွက်ကို6ပဲ7ပဲပေးပြီးတော့ဝတ်တာဆိုတော့အဲ့ဒါအယူမို့လို့ဝတ်တာပေါ့ရှင်နော်ကျမယူလို့ပေါ့ကျမယူနေလို့ဝတ်တာအမှန်တိုင်းပြောလို့ရှိရင်ရွှေဆိုတာလေဖြစ်နိုင်အတုံးလေးတွေအပိုင်းလေးတွေစုတာပိုးပြီးတော့ကောင်းပါတယ်ဒါပေမဲ့သို့တော့မိန်းမဆိုတော့ဝတ်ချင်တယ်ရှင်ဝတ်ချင်တဲ့ခါကျတော့အရော့အတွက်တက်တာတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်နော်ပုံလှပြီးတော့အရော့တွက်တက်တာတဲ့ဆိုင်တွေအများကြီးရှိတယ်တချို့ကြလဲပုံမွေလေးပြောရင်ရွှေအကြီးအသွေးမမီပါဘူးမပြည့်ပါဘူးနော်ရွှေအကြီးအသွေးပြည့်ရလို့မထင်ပါနဲ့မပြည့်ရဆိုင်တွေလည်းအများကြီးရှိပါတယ်နော်ကျမပုံမွေလေးပြောရလို့ရှိရင်ဒီတော်တော်များများဆိုင်ပေါက်စီနော်ကျမအကုန်အစုံကိုဝယ်ဘူးပါတယ်နော်တချို့ဆိုင်တွေကလည်းရွှေအကြီးအပြည့်ကောင်းပါတယ်တချို့ဆိုင်နေကြလဲရွှေအရင်မပြည့်ပါဘူးเนาะရွှေအရင်မပြည့်ပါဘူးနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်လက်ဝတ်ရတနာတွေကြောက်တယ်တွေစိန်တယ်တွေမှာလဲเนาะကျမတို့73ဘဲရေသုံးတယ်လို့ပြောပေမဲ့တကယ်တမ်းကျရင်12ဘဲရေသုံးတဲ့ဆိုင်တွေလည်းရှိပါတယ်တချို့ဆိုင်တွေပြောတာเนาะဆိုင်တိုင်းကိုကျမမပြောဘူးเนาะဆိုင်တိုင်းကိုကျမမပြောဘူးเนาะတချို့လက်ဝတ်ရတနာတွေခတ်တဲ့နေရာမှာစိန်တယ်တွေကြောက်တယ်တွေကို73ဘဲရေအပြည့်နဲ့ခတ်တယ်လို့ပြောပေမဲ့လို့12ပဲရေပဲရှိပါတယ်เนาะ12ပဲရေပဲရှိပါတယ်ဒါပြောပြတာပါเนาะဒါပေမဲ့အခုလောလောဆယ် line ပေါ်မှာရွှေကိုတွေ့တယ်ဒီလိုဒီဇိုင်းတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ပထမဦးဆုံးအရော့တွက်ကိုအရင်ဆုံးမေးပါเนาะအရော့တွက်ကိုအရင်မေးပါအရော့တွက်ကိုနည်းနည်းလေးအလေးတက်လောက်ဖြစ်ဖြစ်ရှော့ခိုင်းပါနော်တချို့ကြတော့ပုံကြိုက်တယ်ရှင်အရော့တွက်တွေပါမမေးဘူးရှူးမဲပေါ့နော်တချို့ like တွေမှာတွေ့ရတာလေးရှိရလေကျမစဉ်းစားလို့မရဘူးဟဲ့အရော့တွက်လည်းမမေးဘူးပေါ့နော်ဒီတိုင်းရွှေကိုဒီတိုင်းကြီးပဲဝဲချလိုက်တယ်ပေါ့နော်ကျမစိတ်ထဲမှာနော်အဲ့တော့ကြတော့အရော့တွက်ကိုစစ်တဲ့နေရာမှာလေကိုကတော့တခါမှသူများကိုမတော်မတရားတခါမှမစစ်ဘူးနော်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာအရော့တွက်အများကြီးကြားတဲ့ဟာတွေကိုကျမမဝစ်ဘူးလို့ထင်းနေရလို့ကျမယူဆတယ်နော်ကျမအရော့အတွက်အများကြီးကြားတဲ့ဟာကြီးကျမဝတ်ဖူးပါတယ်နော်ကျမစောက်ယူမို့လို့ပေါ့နော်အမဆွဲတဲ့ဆွဲကြိုးမျိုးတဲ့2ချက်6ပဲကိုအရော့က9ပဲဆိုတော့ဇာဆွဲတဲ့ဆွဲကြိုးဆိုတာဘယ်ရလဲမိုးပန်းထီဘယ်ရကိုပြောရလဲဒါတွေကိုပြောတာမဟုတ်ဘူးကျမဟိုအတွင်းထဲမှာရှိသေးတယ်ဒီဟာတွေပြောတာမဟုတ်ဘူးဒါတွေကအရော့အတွက်အဲ့လောက်ကြားတဲ့ဟာတွေမဟုတ်ဘူးအရော့အတွက်အများကြီးကြားတဲ့ဟာတွေကျမထုတ်မပြချင်လို့
နော်ဝစ်မပြချင်လို့နော်ကျမမှာပုံစံဒီဇိုင်းလေးတွေမျိုးစုံရှိတယ်နော်ပြောပြတာနော်ကျမစောက်ယူမို့လို့ကျမအယူမို့လို့အရော့တက်တွေကို6ပဲတို့9ပဲတို့7ပဲတို့ပေးပြီးတော့ကျမဝစ်တာကျမလှချင်လို့ကျမအယူထားပြီးဝစ်တာဒါပေမဲ့သို့တော့ရွှေစည်းလေးတွေတက်လာတဲ့ဒီအပေါ်မှာဘူးတီးပြီးတော့ကျမနည်းနည်းလေးတော့ခံစားသွားတာပေါ့ရှင်ကျမရွှေစည်းကြာတော့လှုပ်ထားတာ哦နော်ဒါမဟုတ်ဘူးအမားရတယ်မိုးပတ်ထိဘယ်ဟာကိုပြောရလဲမသိဘူးသမီးပြောတာမမမသိဘူးနော်ခုနကပြောသလိုပဲစာခုနပြောသလိုပဲအရော့အတွက်တွေကဥပမာရှင်စဉ်းစားကြည့်လိုက်3ချက်သားဆွဲကြိုးတကုံး3ချက်သားဆွဲကြိုးတကုံးကိုအရော့အတွက်9ပဲကြော်တယ်ဆိုတော့သေရောပေါ့နော်ရှိတာမှာ3ချက်သားလी3ချက်သားကိုအရော့တက်က9ပဲကြော်တယ်ဆိုတော့သေရောပေါ့ဟုတ်တယ်မလား3ချက်သားဆိုလို့ရှိရင်အနည်းဆုံးဗျာ2ပဲကြော်လောက်တို့3ပဲနီးပါးလောက်ဆိုရင်တော့မစိုးဘူးပေါ့ဗျာနော်ဝေးရတာပုံလေးရလဲစမ်းတယ်ဆိုလို့ရှိရင်တော့ဝေးရတယ်သူအတွက်တန်တာပေါ့ရှင်ဟုတ်တယ်မလားနော်ခုနကကျမပြောသလိုပဲ9ချက်သား10ချက်သားဟုတ်လား9ချက်သား10သားရှိရဆွဲကြိုးကိုကျမကအရော့အတွက်ကို6ပဲ7ပဲပေးပြီးတော့ဝယ်တာဆိုတာလေယူလို့ဝယ်တာပါတော်ရုံတန်ရုံလူကတော့မဝယ်ပါဘူးเนาะဘာလို့အရော့အတွက်ကအရန်များတာဟုတ်เนาะအဲ့တော့အရော့အတွက်အရန်များတဲ့ပစ္စည်းတွေကိုကျမမဝတ်ဘူးလို့ထင်းနေမှာဆိုလို့အရော့အတွက်အရန်များတဲ့ပစ္စည်းတွေရှိပါတယ်လို့เนาะကျမသိမ်းထားတာပါเนาะအရော့အတွက်ကိုကျမ6ပဲ7ပဲကြတဲ့အထီကိုကျမအရော့အတွက်ကိုပေးပြီးတော့ဝယ်ထားတဲ့ဆွဲကြိုးတွေရှိပါတယ်เนาะရှိအခုကလည်းကိုက line ပေါ်မှာပေါ့เนาะဒီ online ပေါ်မှာတွေ့တော့ခါကြတော့ကိုလည်းပွဲလေးရှိတဲ့ခါကြတော့ဘရက်ကလေးဝစ်ချင်တာပေါ့ရှင်ရွှေပတ်ဆိုင်အိလေးဆိုလဲကင်ချင်းနေနော်အမှန်တိုင်းပြောရင်ရွှေပတ်ဆိုင်အိလေးဆိုလဲကင်ချင်းနေအရော့အတွက်တွေကအရန်များတဲ့ခါကြတော့မကင်ဝင်ဘူးအရော့အတွက်တွေကအရန်များတယ်လေအရော့အတွက်ကိုကျမတို့ကအရင်ဆုံးကိုယ့်အတွက်အရှုံးပေါ့ရှင်နော်အဲ့လိုမျိုးအရင်ဆုံးစတွက်တာ哦ဒါပုံဝင်နေပြောရလို့ရှိရင်ရွှေဆိုတာလဲရှိရင်တစားမရှိရင်ဝမ်းစာပေါ့ရှင်နော်ကိုကအမြဲတမ်းကြီးစီးပွားရေးတွေအဆင်ပြေနေမယ်လို့လေကျမတို့တွက်လို့မရသလိုကိုကျမ်းမာရေးဖြစ်တဲ့အချိန်မှာလည်းဒီရွှေတွေကိုထုတ်ရောင်းပြီးတော့ကိုကျမ်းမာရေးကိုကုရင်လည်းကုရမယ်လीနော်အဲ့တော့ကြတော့ဖြစ်နိုင်နေဆိုလို့ရှိရင်တော့လူကြီးတွေပြောသလိုပေါ့ရွှေဆိုလို့ရှိရင်အတုံးကြီးကြလဲပွဲလန်းသပင်တွေဝစ်သွားလို့အစင်မပြေဘူးလေဟုတ်တယ်မလားနော်ဒီအတုံးကြီးကိုလဲဘင်းကိုအတုံးတွေဆွဲသွားလို့လည်းအစင်မပြေဘူးလေနော်အဲ့တော့ကြတော့အခုခက်ကဘာဖြစ်လဲဆိုတော့လူတွေကလည်းတစ်မျိုးဗျရှိရင်တစ်မျိုးမရှိရင်တစ်မျိုးလူတွေရဲ့ဆက်ဆံပုံတွေကိုကြည့်လိုက်လူတွေရဲ့ဆက်ဆံပုံကရှိရလူကြလဲတစ်မျိုးဆက်ဆံတယ်မရှိရလူကြလဲတော်တော်ကိုချိုးနေနဲ့ဆက်ဆံတယ်နော်လူအများပြောသလိုပြောဗျာထေးချိုးတို့နော်ထေးချိုးတို့နှုတ်ချိုးတို့နော်တွေ့ချိုးတို့နော်အဲ့လိုအချိုတွေကများလာတာပေါ့နော်ခစ်ကာလာကြီးမှာအပေါ်ရဟန်ဆောင်မှုတွေတအားများလာတယ်ပြောချင်တာကနော်အပေါ်ရဟန်ဆောင်မှုတွေတအားများလာတယ်နော်ကျမခုနအမကြီးတဲ့ထိုင်းကပါတဲ့မြန်မာပြည်ကဒီမှာလာရောက်တဲ့ဆိုင်ရှိတယ်မမတဲ့ခုနကအလဲထက်လုပ်ပြီးဝယ်မယ်ပေါ့တဲ့သူတို့ပေါက်ဈေးက300ပါလဲမသိဘူးရှင်ခဏလေးစုံပွင့်ဖြူ300ညီမစီကပြန်ဝယ်ဈေးက350တဲ့မကြီးဒီမှာလဲနှိမ်နေနော်ကိုရွှေကိုထောင်မှပဲပေါက်ဈေးနဲ့ဆို3သိန်းခွဲနော်ခွားကောက်တယ်နော်3သိန်းခွဲလောက်ခွားကောက်တယ်ဒီမှာနော်ကျမတို့ဒီရွှေဆိုင်အခုမကွေးမြို့ပေါ်ကရွှေဆိုင်လေးဆိုလို့ရှိရင်ပေါက်ဈေးတက်ခွားကောက်တယ်နော်ပေါက်ဈေးတက်ကို3သိန်းလောက်လဲခွားကောက်ရင်ကောက်တာပဲနော်9000လောက်ခွားကောက်ရင်ကောက်တာ3သိန်းကျော်လောက်ခွားကောက်ရင်လည်းကောက်3သိန်းခွဲလောက်ခွားကောက်ရင်လည်းကောက်တာပဲနောက်ဆုံးပြပြောမယ်ရှင်တခါမှလေဆိုင်နာမည်မပြောချင်လို့ကျမရှိမှာနော်အတုံးရွှေတုံးကိုတောင်မှပဲပေါက်ဈေးနဲ့ခွာပြီးကောက်တယ်ဒီလိုလုတ်ပြီးသားတွေကိုကျမပြောတာမဟုတ်ဘူးနော်ဒီလုတ်ပြီးသားတွေကိုကျမမပြောဘူးဒီလိုလုတ်ပြီးသားတွေကိုပြောတာမဟုတ်ဘူးရွှေအတုံးကိုတောင်မှပဲပေါက်ဈေးထက်တော်တော်လေးခွာပြီးတော့ကောက်တယ်ပေါ့နော်ရှိတာကိုမပြတော့လဲနှိမ်ချင်ကြတယ်အမှန်ပဲလူတွေကဘာဖြစ်လဲဆိုပွဲလန်းတပင်တွေသွားတယ်ပွဲတွေသွားပြီဆိုလို့ရှိရင်ဘာမှမဝစ်ဘူးမစားဘူးဘာမှမဝစ်မစားပဲနဲ့ဒီတိုင်းပဲလာတယ်ပေါ့ရှင်ဒီတိုင်းလေးပဲဘယ်လိုခေါ်မလဲဆိုတော့မိန်လေးလာတယ်ဆိုလို့ရှိရင်မခေါ်ချင်ဘူးမပြောချင်ဘူးနော်တောက်ပြောင်နဲ့ဝစ်စားလာတယ်
နော်လက်ဝိယတနာတွေအပြစ်ဝတ်စားလာတယ်ဆိုလို့ရှိရင်ကိုဆွဲခေါ်ကြတာသူတို့မမြင်ကြအောင်ဆောင်လည်းမရဘူးသူတို့ကဆွဲခေါ်တာနော်သူတို့မမြင်ကြအောင်ဆောင်လည်းမရဘူးသူတို့ကကိုဆွဲခေါ်တာနော်ကို့မှာသာရှမ်ပဲနေအောင်ရှိနေတယ်နော်ဝတ်ပြနေတယ်ဆိုလို့ရှိရင်မမြင်ကြအောင်ဆောင်လို့မရဘူးသူတို့ကကိုပဲအတိတ်နောက်ကနေလိုက်ပြီးတော့လက်ဆွဲပြီးတော့ခေါ်တာနော်ဒါကျမအခုမြင်ရတဲ့အတွေ့အကြုံလေးပေါ့ရှင်နော်မြင်နေရတာပေါ့နော်မြင်နေရနောက်တစ်ခါပြောချင်တာကရွှေကိုဝယ်မယ်ဆိုလို့ရှိရင်ပုံအစမ်းလေးတွေဝယ်မယ်ဆိုလို့ရှိရင်အရွက်ဘက်ကိုအရင်မေးပါနော်အရွက်ဘက်ကိုအရင်မေးပါသူတို့ကလည်းအမှန်တိုင်းပြောရရင်တော့ရွှေဆိုင်လေးတော်တော်များများလည်းဒီအရွက်ဘက်ပေါ်မှာစားရတာဘူးနော်အရွက်ဘက်ပေါ်မှာစားရတာဆိုတော့တခါတည်းကြနေဗျာတော်ယုံတန်ယုံပဲကောင်းတယ်ပေါ့နော်တော်ယုံတန်ယုံပဲကောင်းတယ်ဟိုတအားကြီးကြောက်လဲဘယ်လိုခေါ်မလဲဆိုတော့လိုမှရွှေသေးတွေကတက်နေလို့မဝင်နိုင်ပါဘူးဆိုတာမှအရွက်တွေနင်းကန်တောင်းတော့ပိုးဆိုးတာပေါ့ရှင်နော်အဲ့ဒါလေးပြောချင်တာပါနော်ကျမနော်အဲ့ဒါလေးပြောချင်တာပါအဲ့ဒါလေးပြောချင်တာပါနော်အဲ့တော့ကျတော့အရွက်တွေအများကြီးကြတဲ့ဟာတွေကိုတင်စားအောင်ဝတ်ဖူးပါတယ်လို့နော်ကျမအရွက်တွေအများကြီးကြတဲ့ဟာတွေကျမဝတ်ဖူးပါတယ်ကျမမှာရှိတယ်အရွက်တွေကိုအများကြီးကြတယ်ကျမလည်းအရန်ကြိုက်လို့နော်ဒါကတော့ကိုသူတို့ကဆိုရောင်းတာမဟုတ်ဘူးလေကိုကသွားဝယ်တာလေကိုကသွားဝယ်တာသူတို့ကဆိုရောင်းတာမဟုတ်ဘူးနော်ကိုကသွားဝယ်တာဆိုတော့ကိုအမှားပေါ့ရှင်နော်အဲ့တော့ကျတော့ပြောချင်တာလေးကလည်းခုနကလည်းကျမ line ပေါ်မှာတွေ့တော့ကျမကလည်းသွားပြီးဝယ်ခြင်းလို့သွားမေးလိုက်တာပါနော်ဝယ်ခြင်းလို့သွားမေးလိုက်တော့အရော့တက်တွေကတော်တော်များနေအခါကျနည်းနည်းလေးလျှော့ပါလားဆိုတော့မလျှော့နိုင်ဘူးတဲ့ဒီလိုပုံစံမျိုးလုပ်တယ်ဆိုလို့ရှင်အရော့တက်ကဒီလောက်တော့ကြာမှာပဲတဲ့ဆိုတော့ဟုတ်ပါပြီလို့နော်အရော့တက်ကဒီလိုပုံစံမျိုးလေးတွေလုပ်ရင်ဒီလောက်တော့ကြာမှာပဲဆိုတော့ဒီလောက်ကြာမယ်ဆိုတာမသိဘူးထင်နေမှာဆိုလို့ပါနော်ကျမရွှေကိုပုံစံမျိုးစုံဝတ်ဖူးပါတယ်လို့နော်ဘယ်ပုံစံလုပ်လို့ရှိရင်ဘလောက်အကျော်အတွက်ကြာမယ်ဆိုတာရွှေချောင်းကိုသာနားမလဲပေမဲ့နည်းနည်းပပလေးရောလဲခံမှန်းနိုင်ပါတယ်လို့နော်ကျမအားလုံးပေါ့နော်100% 90% မသိရင်တောင်မှပဲနော်ကျမနည်းနည်းလေးအုံနောက်မိသလောက်ကလေးကျမစဉ်းစားလို့ရပါတယ်နော်စဉ်းစားလို့ရပါတယ်ကျမမစဉ်းစားတတ်ဘူးလို့ထင်နေမှာဆိုလို့ပါနော်ကျမဒီလိုမျိုးတွေပုံစံတွေမျိုးစုံဝတ်ဖူးပါတယ်လို့နော်ဆိုင်နေတဲ့အများကြီးသွားဖူးပါတယ်နော်ဆိုင်တစ်ဆိုင်တည်းဝယ်တာမဟုတ်ပါဘူးနော်ကျမအကုန်လုံးကိုဝယ်ဖူးပါတယ်နော်ရွှေဆိုင်တွေတော်တော်များများဝယ်ဖူးပါတယ်ဘယ်ရွှေဆိုင်ကရွှေညံ့နေဆိုတာလည်းသိပါတယ်နော်ဒါပေမဲ့မပြောပါဘူးနော်ဘယ်ရွှေဆိုင်ကရွှေမပြည့်ဘူးရွှေညံ့နေတဖြည်းဖြည်းနဲ့ရွှေတွေကဖြူလိုက်လာတယ်ဆိုတာလေမပြောချင်ပါဘူးเนาะမပြောချင်ပါဘူးเนาะအခုပေါက်စီ15ပဲရေကို300ကျော်တယ်စီပြန်ဝယ်ရင်တဲ့ဟုတ်ကဲ့ရှင်ကျမကလေအမှန်တိုင်းပြောလို့ရှိရင်ဟိုပါပေါ့နော်အလုပ်ကိုအကုန်စိတ်ဝင်စားတယ်စီးပွားရေးနဲ့ပတ်သက်လိုက်အကုန်စိတ်ဝင်စားတယ်အကောင်လုံးလည်းသိကျင်တယ်အကောင်လုံးလည်းကျမဆက်စုတယ်နော်အဲ့တော့ကျတော့ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်ကျမစိတ်ဝင်စားတယ်ပေါ့ရှင်အလုပ်နဲ့ပတ်သက်လာရင်အကုန်စိတ်ဝင်စားတယ်ရွှေလည်းစိတ်ဝင်စားတယ်စိန်လည်းစိတ်ဝင်စားတယ်ကြောက်လည်းစိတ်ဝင်စားတယ်အကောင်လုံးစိတ်ဝင်စားတယ်နော်စိတ်ဝင်စားလို့လည်းအကောင်လုံးကိုစူးစမ်းတယ်လေ့လာတယ်နောက်တစ်ခုကကိုတိတလောက်ကလေးတွေပေါ့နော်မှတ်ထားတယ်ကျမညပိုင်းဆိုလို့ရှိရင်အလကားမတူကျမဂရင်မော်တက်ပြီးလို့ရှိရင်ကျမစာတွေဖတ်တယ်ကျမမသိတဲ့ခါတွေကျမအကုန်ကြည့်တယ်နော်နောက်တစ်ခါရွှေတင်တန်းတွေဘာတွေပေါ့နော်ရွှေတင်တန်းတွေဘာတွေပေးတာတွေဘာတွေ line ပေါ်တွေမှာရေးပါအဲ့လိုမျိုးလေးပေါ့နော်ပြောပြထားတာလေးရွှေရဲ့တွက်ပုံတွက်နည်းလေးတွေနော်ရွှေရဲ့တွက်ပုံတွက်နည်းလေးတွေနော်တပဲမှာဘယ်လောက်ရှိတယ်နော်၄ပဲဆိုလို့ရှိရင်တမတ်ဆိုရင်ဘယ်လောက်10ပဲမှာဘယ်လောက်16ပဲဆိုဘယ်လောက်အဲ့လိုမျိုးလေးတွေပေါ့ရှင်နော်တရွေးဆိုဘယ်လောက်အဲ့လိုမျိုးလေးတွေဒါလေးတွေကတော့ကိုသိအောင်လို့တော့ဘယ်လိုခေါ်မလဲဆိုတော့မှတ်သားထားတယ်ပေါ့ကိုလည်းဖွဲရပညာတတ်တဲ့ရောက်ဆိုတော့သင်ရတာမခက်ပါဘူးเนาะသင်ရတာမခက်ပါဘူးเนาะအဲ့တော့ကြတော့ပြောချင်တာကကျမလည်းဒီလိုမျိုးเนาะပုံစံမျိုးစုံဒီဇိုင်းမျိုးစုံဝတ်ဖူးပါတယ်လို့ပြောချင်တာပါเนาะပုံအဆန်းဆန်းကိုပုံဆန်းဆန်းလေးကိုအခုမှကျမမြင်ဘူးတွေ့ဘူးတာမဟုတ်ပါဘူးเนาะပုံဆန်းဆန်းကိုအခုမှမြင်ဘူးတွေ့ဘူးပြီးတော့ကြိုက်ပြီးတော့ line ပေါ်မှာမေးတာမျိုးမဟုတ်ပါဘူးကျမပုံအဆန်းတွေအများကြီးဝတ်ဖူးပါတယ်เนาะဒီလောက်ပုံစံရင်ဒီလောက်အရော့အတွက်ကြမယ်ဆိုတာတော့နော်ဘယ်လိုခေါ်မလဲဆိုကိုလည်းခံမှန်းနိုင်ပါတယ်နော်ကိုလည်းခံမှန်းနိုင်ပါတယ်
ကိုကလည်းစစ်တာလည်းကိုတအားကြီးမတော်မတရားလည်းဘသူ့ဟိုမှာကျမခုနပြောသလိုစီးပွားရေးလုပ်တဲ့နေရာမှာနားလေမတော်မတရားဘသူ့ဟိုမှာမစစ်ဘူးနော်မတော်မတရားဘသူ့မှာမစစ်ဘူးနော်မတော်မတရားဟိုတခါတရံကြလို့ရှိရင်ဈေးသွားဝင်ရင်တောင်မှပဲပိုးနေတဲ့ပတ်ဆက်ကိုမယူကျမလောက်မရှိတဲ့လူမျိုးနော်ကျမလောက်မရှိတဲ့လူမျိုးဆိုလို့ရှိရင်ကျမလောက်မရှိဘူးလို့ကျမထင်တယ်ဆိုတဲ့လူမျိုးဆိုရင်ဈေးသွားဝင်ကျမမယူပိုတဲ့ပတ်ဆက်ကိုမယူကျမမြစ်တာလည်းစောင့်ထားခဲ့တာပိုတာလေးမအမ်းနဲ့ရတယ်ထားလိုက်ဘာလို့ဒါသူကိုပေးနိုင်တဲ့ဘက်ကပေးတာပေါ့ရှင်နော်တခါတည်းရမှာဈေးသွားဝယ်တယ်ရှင်ကျမ2000ပေးလိုက်တယ်ကြတာ1000ခွဲကျမလောက်မပြည့်စုံတဲ့လူလေကျမလောက်မပြည့်စုံတဲ့လူဆိုလို့ရှိရင်ကျမအမ်းလို့ရှိရင်တော်ရုံတန်ကိုကျမဘယ်တော့မှမရှိဘူး9000ပိုးနေလို့ရှိရင်ထားခဲ့တယ်ကိုချင်းစာတရားရှိတယ်ဆိုတဲ့အကြောင်းလေးလည်းပြောပြတာပါကျမကိုချင်းစာတရားရှိတယ်နော်ဟိုနောက်တစ်ခုကလေဟိုကဘယ်လိုခေါ်မလဲဆိုတော့သတိပေးချင်တာပါနော်ရွှေလေးတွေပုံစံလေးတွေအဆန်းလေးတွေတွေ့လို့ရှိရင်ကြိုက်တယ်ဆိုလို့ရှိရင်အရော့အတွက်ကလေးကိုအရင်မေးပြီးတော့နည်းနည်းပါးပါးစစ်ကြပါလို့နော်နည်းနည်းပါးပါးစစ်ပြီးတော့ဝစ်ကြပါနော်အခုကရွှေဝယ်ရင်ရှုံးတဲ့ခေတ်ဖြစ်နေပြီဟုတ်ကဲ့ကျမကတော့အမှန်တိုင်းပြောမယ်ဟိုကျမရွှေတွေဝယ်ထားတာအခုဈေးတက်မှကျမဘယ်တော့မှမဝယ်ဈေးတက်မှမဝယ်ဘူးကျမဟိုအခုဒီနေ့ရတာကျမမေးကြည့်လိုက်တာဒီနေ့ပုံလှလို့ကျမမေးကြည့်တာအရင်ရက်တွေကကျမရွှေတွေဈေးတက်နေတော့ကျမမဝယ်ဘူးပေါ့ရှင်နော်ဒီနေ့တော့ကျမပုံလေးကိုတော်တော်ကြိုက်လို့ပုံလေးတော်တော်ကြိုက်လို့ကျမမေးလိုက်တာနော်ကျမအခုဒီဝစ်ထားတဲ့အရာတွေအကုန်လုံးကကျမရွှေဈေးကြတော့ကျမဝယ်ထားတာရွှေဈေးကြတော့ပုံမှန်နေနေပြောမှရှင်ကျမရွှေဈေးဘယ်လောက်နဲ့ဝယ်ထားရလဲဆိုတော့ဒီဟာလေးဆိုလို့ရှိရင်ရွှေဈေးတစ်ချက်သားကိုပေါ့နော်တစ်ချက်သားကိုကျမ48သိန်းလောက်ကနော်ဒါဒီဟာလေးအကုန်လုံးဒါလေးအကုန်လုံးရွှေတစ်ချက်သားကိုကျမဟုတ်တယ်48သိန်း40ကျော်လောက်ကပေါ့နော်40ကျော်လောက်ကဝယ်ထားတဲ့ပစ္စည်းဒါကတော့40ကျော်လောက်ကဝယ်ထားတာဒါကတော့ရွှေကိုတစ်ချက်သားကိုကျမဒါဟိုဟာထင်နေဒါ60ကျော်ကဝယ်တာဟိုသူ့ဈေးနဲ့သူတော့မတူဘူးပေါ့ရှင်ကျမဝယ်တာတော့အခုကတော့ဈေးအတက်ဆုံးအချိန်ကိုရောက်နေရပေါ့နော်အတက်ဆုံးအချိန်မှာတော့ကျမဒီနေ့မှပဲမေးလိုက်မိရကျမအရင်ရက်တွေကတော့ကျမရွှေကိုကြည့်တော့မကြည့်ဘူးရွှေဈေးတွေအရင်တက်နေတာဆိုတော့ကျမဝယ်လည်းမဝယ်ဘူးကြည့်လည်းမကြည့်ဘူးပေါ့နော်ဒီနေ့တော့ကျမပွဲလေးလည်းရှိတဲ့ခါကျတော့ပွဲမှာဝစ်ချင်တာကျမရွှေဝစ်ချင်တာရွှေကိုကြိုက်တယ်ဟိုရွှေဆိုလို့ရှိရင်ကျမဘရက်ကိုအရင်ကြိုက်တာအဲ့ဒါကြောင့်မလို့ပါနော်ကျမအားလေးလည်းပြောချင်တာနောက်တစ်ခုကပုံစမ်းလေးတွေမဝစ်ဘူးလို့ထင်နေမှာဆိုလို့ပါကျမပုံစမ်းလေးတွေအများကြီးဝစ်ဖူးပါတယ်လို့နော်အများကြီးဝစ်ဖူးပါတယ်နော်ကိုချင်းစာတရားလည်းရှိပါတယ်နော်သူများကိုဈေးစစ်တဲ့နေရာမှာလည်းကိုချင်းစာရဲ့စိတ်နဲ့ပဲဈေးကိုစစ်တာမတော်မတရားဘသူ့မှာဈေးမစစ်ပါဘူးနော်လူတွေကဟိုဘယ်လိုခေါ်မလဲဆိုတော့မရှိရလူဆိုရင်အရန်ကိုခေကြီးမှာတအားနှိမ်နေပေါ့နော်ကိုရှိမှလည်းမြင်းနေရတယ်မြင်းတွေ့နေရတယ်ပေါ့နော်စိတ်တွေလည်းတော်တော်လေးတော့မကောင်းဘူးကျမကလေဟိုကမရှိတဲ့တုံညာဘဝတက်လာတာဆိုတော့တုံညာဘဝတက်လာတာဆိုတော့အခုလိုကျမပြည့်စုံနေတဲ့အချိန်မှာလဲကျမအောက်ချိန်မလွတ်ဘူးအောက်ချိန်မလွတ်ဘူးကျမမရှိတော့ကကျမရုန်းကန်ခဲ့ရတာကိုကျမနှစ်စင်တဲ့အမြကျမမျက်လုံးထဲမှာမြင်တယ်သိလားဟိုကျမအရင်တော့ပုံရိပ်တွေပေါ့ရှင်ဟိုးအရင်တော့ပုံရိပ်တွေကျမလှုပ်ရှားခဲ့တဲ့ပုံရိပ်တွေကျမမရှိစဉ်အခါတုန်းကကျမဝမ်းနေခဲ့ရတဲ့အတွေ့အကြုံတွေမရှိစဉ်အခါတုန်းကကျမကိုနှိမ်တဲ့သူတွေကျမအမြဲတမ်းမှတ်ထားတာကျမအမြဲတမ်းမှတ်ထားတယ်အဲ့ပုံရိပ်တွေကကျမရဲ့ဒီအုံနောက်ထဲမှာအသွေးသားထဲမှာဘယ်တော့မှဖျောက်ဖျက်လို့မရအောင်ကျမဒီအခုပြည့်စုံနေကျမပြည့်စုံလာတယ်ပြည့်စုံပေါ့ရှင်တခြားဟိုချမ်းသာတဲ့လူတွေကိုကျမမပြောကျမတချမ်းသာတဲ့လူတွေအများကြီးပါအများကြီးဒါပေမဲ့အဲ့ဟိုမရှိတဲ့လူတွေစားလို့ရှိရင်ကျမကတော့ပြည့်စုံတယ်လို့ပြောတာပေါ့ရှင်เนาะအခုချိန်မှာတော့ကျမဟိုတော်တော်လေးကိုအရင်ကအကြောင်းတွေကိုပြန်ပြီးတွေးမိတယ်ပြန်ပြီးတွေးမိရဲဆိုတော့ကျမစူးစမ်းခဲ့ရတဲ့အရာတွေကိုမျက်လုံးထဲမှာရောအာယုံထဲမှာရောစိတ်ထဲမှာရောအမြဲတမ်းကျမလေးတွေးမိတယ်နောက်တစ်ခါကျမကိုအမြဲတမ်းဟိုကျမဘေးနားလေးကနေပြီးတော့ကျမမရှိစဉ်အခါရောအခုချိန်မှာရောကျမဘေးနားမှာအနုတ္တခံအနစ်နာခံပြီးတော့နေပေးတဲ့ဝင်းကိုလည်းကျမကလေကျမသမီးပေါ့ရှင်နော်ဝင်းကကျမသမီးပါဝင်းလေးအတွက်လည်းကျမအမြဲတမ်းရှင်ထဲမှာရှိတယ်ရင်ထဲမှာရှိတယ်ရမင်းနဲ့မယမင်းရဲ့ကျေးဇူးပါဒီနေ့ကတော့
စကားလေးလည်းပြောချင်လို့နော်အားလုံးလည်းဟိုလိုက်ကတော့မလွင်မှုလို့နေလိုက်တာပေါ့နော်ဒါပေမဲ့လည်းလွှင့်ချင်စိတ်လေးပေါက်သွားလို့ပါအားလုံးကျေးဇူးတင်ပါတယ်ကိုနိုင်ပါရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရွှေဈေးလေးခံမှန်းကြည့်ပြီးလို့ရမလားအမဈေးကြနိုင်သေးလားမကြနိုင်ဘူးညီမလေးနော်မကြနိုင်ပါဘူးရှင်မကြနိုင်ဘူးလို့တော့အမထင်တယ်နော်ဒါပေမဲ့လည်းအများကြီးရောလည်းမကြနိုင်ဘူးနော်အများကြီးမကြနိုင်ဘူးရွှေဈေးကကြရင်လည်းအများကြီးမကြနိုင်ဘူးတက်ရင်လည်းအများကြီးတက်သွားမှာတက်ရင်ကအများကြီးတက်သွားမှာနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒါပေမဲ့အမကတော့လေလူတန်းစီအားလုံးကိုရွှေကိုဝင့်နိုင်စေခြင်းနဲ့အဲ့ဒီကြောင့်မလို့ရွှေဈေးတွေကိုကျစေခြင်းပါတယ်ဒါအမှန်တိုင်းပြောတာပါဘာဖြစ်လို့အဲ့ဒါမှအားလုံးကလူတွေအကုန်လုံးကအဆင်ပြေမှာပေါ့နော်အဲ့တော့လူတွေအားလုံးတဝူးတစ်ယောက်တည်းအဆင်ပြေဖို့တဲ့လူအများကြီးအဆင်ပြေဖို့ကပိုအရေးကြီးပါတယ်เนาะလူအများအဆင်ပြေဖို့အတွက်ပဲဆုတောင်းပါတယ်เนาะအားလုံးပဲကိုနိုင်ပါရှင်